မှာလင်ငုတ်တုတ်ကြီးရှိတယ်သူ့မှာမယာငုတ်တုတ်ကြီးရှိတာကိုမင်းသွားဖောက်ပြန်နေဆိုတော့မင်းကတရိษံနဲ့တူနေပြီနော်အစင်တန်းကတရိษံနဲ့တူကိုတူနေပြီတရိษံတွေကသူ့မိန်းမငါမိန်းမမရှိဘူးသူယောက်ျားငါယောက်ျားမရှိဘူးတက်တဲ့မိတ်လိုက်ကြတယ်တက်ပြီးတော့လူတွေရှိတဲ့စိတ်ဝင်စားကိုတက်လိုက်လိုက်တာပဲတက်ပြီးဆက်ဆံလိုက်ပါပဲအဲ့တော့နားလည်အောင်ပြောမယ်သူများမှာကာမပိုင်ယောက်ျားမိန်းမရှိတယ်လင်ငုတ်တုတ်မယာငုတ်တုတ်ကြီးရှိနေတာကိုမင်းကသွားဖောက်ပြန်သွားအိပ်ပြီးတော့မှသွားပြစ်မှားနေတာကမင်းကတရိษံနဲ့တူနေပြီမင်းတရိษံနဲ့တူနေမင်းပြန်စဉ်းစားကြည့်ငါလူရောဟုတ်ရဲ့လားငါသူများမိန်းမရှိတယ်သူများယောက်ျားရှိတာငါသွားပြီးတော့မှသူတို့လူများအိမ်အောင်သွားဖျက်ဆီးမိတယ်ငါဘာနဲ့တူနေပြီလဲငါတရိษံနဲ့တူနေပြီတရိษံနဲ့ခွေးတွေကသူမိန်းမကိုမိန်းမမရှိဘူးငါမိန်းမသူယောက်ျားမရှိဘူးခွေးတွေနွားတွေကလေတရိษံနဲ့လည်းအဲ့လိုပဲမရှိဘူးအဲ့ဆိုရင်မင်းကသူများမိန်းမယောက်ျားကိုတွားပြီးတော့မှဖောက်ပြန်အိတ်နေတယ်ဆိုရင်ကိုပြန်ကြည့်တော့မင်းခွေးနဲ့တူနေပြီမင်းနွားနဲ့တူနေပြီမင်းတရိษံနဲ့တူနေပြီဒီမှာအကိုတခုပြောပြမယ်မင်းအဲ့ဒီဘဝကနေမင်းတရက်ပြီးတရက်တစ်ခေါက်ပြီးတစ်ခေါက်မင်းတော်ပြီကွာငါမဖောက်ပြန်ခြင်းတော့ဒီဖောက်ပြန်တဲ့ဘဝနဲ့ငါလွတ်မြောက်ခြင်းမင်းအချိန်ချင်းစူးစမ်းပြီးတော်လဲပဲမင်းပို့လုံမိနေလားနေပို့လုံမိနေလားမင်းလွတ်မြောက်ခြင်းပဲမလွတ်မြောက်နိုင်တော့ဘူးလားမင်းအချိန်ချင်းလဲမင်းယုံထွက်ဖို့မင်းစူးစမ်းခဲ့မယ်ပို့ပြန်ပြီးတော့မှဖောက်ပြန်မိနေလားဒီနေ့ပြောပြမယ်မင်းအနေနဲ့မတက်နိုင်တော့ဘူးဆိုရင်နီးလန်းပြောပြမယ်လူမတက်နိုင်တဲ့ຢာကိုဘုရားသခင်တက်နိုင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဖောက်ပြန်ခြင်းကမင်းငယ်တုန်းရွယ်တုန်းအချိန်ကတော့မင်းအစဉ်ပြေသေးတယ်ကြီးလာရင်တော့မင်းလူတွေရဲ့စကားမှသိရမလားဝတ်ဆိုတာလဲတက်တယ်လေဝတ်ဆိုတာလဲတက်တယ်စိုက်သည့်အတိုင်းရိပ်ရမယ်လေမင်းကအသွေးသားကောင်းတုန်းအချိန်ကြမ်းမာတုန်းအချိန်တော့သူများသားမရအောင်မင်းဖြက်စီတယ်သူများယောက်ျားနဲ့မင်းသွားပြီးတော့မှသူများမိသားစုပြိုကွဲလို့တနေ့ကျရင်မင်းလည်းပဲမိသားစုပြိုကွဲခြင်းမင်းခံရလိမ့်မယ်မင်းအဲ့ဒါကိုမင်းဘာလုပ်ရမလဲဆိုထိမ့်သိမ်းရမယ်ကိုယ့်ရဲ့အသွေးသားဆန္ဒကိုထားလိုက်ပါတော့မိမယောက်ျားမရှိမိမယောက်ျားတရားဝင်ယူပလိုက်ဘုရားသခင်ရှိလူရှိလက်ထပ်ပလိုက်ဟုတ်လားလက်ထပ်ပြီးဆိုလဲတူတယောက်ပဲပေါင်းတရားမှာဖောက်ပြန်တာဘုရားသခင်လည်းမကြိုက်ဘူးဘယ်ဘာသာတရားဘယ်လူမှမကြိုက်ဘူးအဲ့တော့ဘာလုပ်ဖို့လိုလဲရှင်းလေဒီဖောက်ပြန်တဲ့ဘဝကနေလွတ်မြောက်စေတဲ့နီလန်းတော့မင်းကိုလူတွေလည်းမပေးနိုင်ဘူးမင်းလည်းမလွတ်မြောက်နိုင်တော့ဆိုမင်းဘုရားသခင်ကိုဆုတောင်းဘလို့ဆုတောင်းမလဲယေရှုဖခင်ကျွန်တော်ကိုကျမကိုဒီဖောက်ပြန်တဲ့ဘဝကနေလွတ်မြောက်ခြင်းပေးပါလေငုတ်တုတ်မယားငုတ်တုတ်ရှိတဲ့သူကိုမှသွားပြီးဖောက်ပြန်မိနေတယ်ယေရှုဖခင်မဆပါကျွန်တော်အပြစ်တွေကျမအပြစ်တွေခွင့်လွှတ်ပေးပါဒီတစ်ချိန်မဲ့နောက်ထပ်မလုပ်တော့ပါလို့ဂတိပေးပြီးဆုတောင်းတကယ်လွတ်မြောက်ခြင်းရလိမ့်မယ်အဲ့ဒီဖောက်ပြန်တဲ့နာဘူးမဒိန်ကောင်ဘဝကနေမဒိန်ကောင်မဘဝနေခင်ဗျားလွတ်မြောက်လိမ့်မယ်ဆုတောင်းကြည့်အဲ့လိုယေရှုဖခင်အသက်ရှင်တယ်အဲ့ဒီတရိษံဘဝကနေလွတ်မြောက်လိမ့်မယ်တရားရာဂိုင်တော့အာမခံရတယ်ယေရှုကိုဆုတောင်းကြည့်ယေရှုကခေါ်ရင်ထူးတဲ့ဖခင်တမန်ကျမ်းစာထဲမှာလင်9ယောက်နေခဲ့ဘူးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းပြောထားတယ်သူကမလွတ်မြောက်ခြင်းပဲမလွတ်မြောက်နိုင်ဘူးတယောက်ပြီးတယောက်အိတ်မိတယ်သူများလင်ရှိယောက်ျားလဲလိုက်အိတ်တယ်အပြိုတွေလူပြိုတွေနဲ့လဲအိတ်တယ်အိမ်နဲ့သူကမထူးစက်ခင်တယောက်ပြီးတယောက်အိတ်တာ9ယောက်ပြီးသွားရင်နောက်6ယောက်မြောက်နဲ့သူဘာလုပ်နေလဲဆိုတော့စကီထက်ရိုက်နေတာထက်အိတ်နေတော့ထက်အိတ်ဖို့ရန်အတွက်ပြင်ဆင်တဲ့အချိန်မှာသူလွတ်မြောက်ခြင်းပဲလူတွေကသူ့ကိုမလွတ်မြောက်ခွင့်အဲ့တော့လူသူ့ရဲ့ခံစားချက်တွေမှာအရန်အားငယ်တယ်အရန်လွတ်မြောက်ခြင်းတယ်မထူးစက်ခင်ပြီးတော့ပုံမိုက်နေတာဒီနေ့သင်ကဖောက်ပြန်နေတယ်မင်းဖောက်ပြန်နေတယ်မင်းလွတ်မြောက်ခြင်းပဲမင်းမလွတ်မြောက်နိုင်မင်းအားငယ်နေတယ်ဒါပေမဲ့လူတွေကမင်းကိုကဲ့ရဲ့ဝိုင်းပယ်ပြစ်ပယ်လို့မင်းကမထူးစက်ခင်းနေအောင်လဲငါသိတယ်။နောက်တစ်ခုပြောပြခြင်းနဲ့အဲ့ဒီမိန်းမကဘာဖြစ်သွားလဲဆိုယေရှုနဲ့တွေ့သွားတယ်။ယေရှုနဲ့တွေ့သွားတဲ့အခါမှာ तू ဘာဖြစ်သွားယေရှုကသူ့အကြောင်းကို तू မပြောပြဘဲနဲ့ तू ဘယ်သူမှယေရှုကမပြောပြဘဲနဲ့ယေရှုကအကုန်သိတာသူ့အကြောင်းပြောပြလိုက်တဲ့အခါမှာဒါကကယ်တင်ရှင်ဖခင်မေရှိယပဲငါအကြောင်းအကုန်သိတယ်။အဲ့မှာ तू လွတ်မြောက်သွားအဲ့အချိန်ကစပြီးအဲ့ဒီအမျိုးသမီးကဖောက်ပြန်တဲ့သူများယောက်ျားနဲ့ဖောက်ပြန်တဲ့ဘဝကနေလွတ်မြောက်သွားတယ်အဲ့ဒါဆိုမိတ်ဆွေနေလဲမင်းလဲပဲဒီနေ့ခမည်းလဲပဲအဲ့ဒီဘဝဖောက်ပြန်တဲ့ဘဝသူများအိမ်တော်မိသားပြိုကွဲလိုက်ဖောက်ပြန်တဲ့ဘဝမှာလွတ်မြောက်ခြင်းယေရှုဖခင်ကိုအသက်တာတစ်ခုလုံးစက္ကန့်အံ့တယ်ကျွန်တော်ကျမလွတ်မြောက်ခြင်းနဲ့ကယ်ပါလို့ဒါဆုတောင်းလိုက်အဲ့ဒီယေရှုဖခင်က
ဘယ်ဘာသာပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ခေါ်ရင်ထူးတယ်ဖောက်ပြန်တဲ့ဘဝပဲယောဂတွေကိုလည်းကယ်နိုင်တယ်ဖောက်ပြန်တဲ့ဘဝပဲကယ်တင်နိုင်တယ်မဟုတ်ယောဂရှိသမျှကိုလည်းပျောက်ကင်းစေတယ်ခက်ခဲတွေအားလုံးကိုလည်းဖြေရှင်းပေးနိုင်တယ်ဒါတွေမကတော့လူကတေရမှာတေရင်တောင်းတမလုံးမှာအပြစ်ရှိတဲ့ကြောင့်ငရဲသွားမှာအဲ့ဒီအပြစ်တွေအားလုံးကိုလည်းလက်ဝါးကတိုင်မှာယေရှုကအကုန်ဆက်ပေးပြီးသွားပြီ3 ရက်မြောက်တဲ့နေ့မှာယေရှုဘုရားရှင်ပြန်ထမြောက်တယ်ယုံကြည်တဲ့လူသားတိုင်းဘာလူမျိုးဘာဘာသာဝင်မဲ့ဖြစ်ဖြစ်ယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်ရင်ထာဝရကောင်းကင်နိုင်ငံရောက်မယ်ထာဝရငရဲကနေလည်းလွတ်မြောက်မှာဖြစ်ပါတယ်ဒါကြောင့်ယေရှုကိုခေါ်ကြည့်ပါလို့ဒါလေးနဲ့အဆုံးသတ်ဝေမျှပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ